မင်းကြီးဗဇာရေးကြောင့်စစ်ချီတော်မူလာတာ ငါတိုင်းပြည်နဲ့မတူဟိုဘက်တိုင်းပြည်ตาယာစီဖြောတီးနဲ့အထွက်တိုးလို့အားလို့ခြင်း၍စစ်ချီလာသည် ဒီအတွက်များစိုးရိမ်တော်မမူလင့်ပါနဲ့မော်ဟင်းသာစုံရက်ပေးပါရှူစားပါမည်ဒါရီအားလုံးဟာမင်္ဂလာဟင်းသားကြောင့်မင်္ဂလာဟင်းသားကိုတတိုင်းပြည်လုံးချမ်းသာ မင်္ဂလာဟင်းသာဆေးတွေရှိနေပါတီးနှံတွေအထွက်တိုးလို့တိုင်းပြည်လုံးချမ်းသာပြီပေါ့ တောင်သူချမ်းသာမင်္ဂလာဟင်းသာ